ဖရာတရားတန်ခါယတနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ကြည်ညိုစိတ်နဲ့စောင့်တည်ကျင့်သုံးလိုက်တဲ့တရဏဂုံသုံးပါးကတာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်တယ်တဲ့ပိုက်ဆံတပြားမှကုန်စရာမလိုဘူးနော်ဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိလို့သောတော်ကတည်းစောင့်တည်ထားတာမရှိဘူးလားသို့တော့တရဏဂုံကိုဘလို့ဝိသေသနာစကားလေးနဲ့အထူးပြုပြီးတော့ဟောတာတော့ကြည်ညိုစိတ်နဲ့စောင့်တည်တဲ့တရဏဂုံတဲ့ဘုန်းကြီးရရှိရဆိုပြလို့ကြားလိုက်ရလို့နောက်ကနေစိတ်မပါလက်မပါတောင်းတင်းမြောက်တွေးတောင်းငိမ့်မြောက်ငိမ့်နဲ့ဆိုတဲ့တရဏဂုံမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်တကယ်ကိုစိတ်ထဲကဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့လိုက်လေတဲ့ကြည်ညိုစိတ်နဲ့စောင့်တည်တဲ့တရဏဂုံမျိုးဘလို့တရဏဂုံမျိုးတော့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုဆင်းရဲပယ်ဖြောက်ချမ်းသာရအောင်စောင့်ရှောက်တော်မူတဲ့သောအမြတ်ဆုံးသောအကိုရာယတနာအရှိဟူ၍ယုံကြည်တိမှတ်စိတ်ကကိုယ်ွယ်ပါ၏ဗျာလို့အဲ့လိုစောင့်တည်လိုက်တဲ့တရဏဂုံမျိုးပြောရလို့ရှိရင်ဒုက္ခငြိမ်းဖို့စစ်မှန်တဲ့ချမ်းသာကိုရဖို့ဆိုလို့ရှိရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကလွဲလို့တခြားအကိုရာမရှိဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့ကြည်ညိုမှုအပြည့်နဲ့စောင့်တည်လိုက်တဲ့တရဏဂုံမျိုးအဲ့ဒီလိုတရဏဂုံမျိုးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘုရားမှုရှိတဲ့ယဟန်တန်ခါကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာရှိနေတဲ့ကောင်းမှုကိုပြောရရောက်တယ်ပို့ပြီးတော့မြင့်မားသွားတယ်ပေါ့နော်ကောင်းမှုကဒါကြောင့်တရဏဂုံကိုတန်ဖိုးထားရမယ်ဟုတ်လားဘုရားဆိုတာဘာလဲသိအောင်လုပ်ရမယ်သူတော်ကောင်းတရားဆိုတာဘာလဲသိအောင်လုပ်ရမယ်အရိယာတန်ခါတော်ဆိုတာဘာလဲသိအောင်လုပ်ရမယ်